ဒီအချက်တွေကကျွန်တော်ဘဝတုံညရတင်ပြောင်းခဲ့တဲ့အခါမှာတကယ်လဲလောက်ခဲ့တဲ့အချက်တွေဖြစ်တယ်တကယ်လဲမြန်မာနိုင်ငံမှာပိုးဆိုးရတဲ့အခြေအနေမှာကျွန်တော်ဆက်လုပ်နေဦးမယ့်အချက်တွေဖြစ်ပါတယ်ရိုးရိုးရှင်းရှင်းနဲ့ခက်ခဲတဲ့ကာလမှာဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာကျွန်တော်ပြောချင်ပါတယ်ဒါကစူးစမ်းနေတဲ့ပြောင်းလဲနေတဲ့လူတယောက်တည်းကိုအရေးကြီးပါတယ်ကျွန်တော်တို့ကဒီခက်ခဲတဲ့ကာလမှာကျွန်တော်ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကိုမေ့နေကြတယ်ဒီအခက်ခဲထဲမှာပဲစီမျောသွားကြတယ်ဒါပေမဲ့ကျွန်တော်ခက်ခဲတဲ့ကာလမှာတိုးတက်အောင်လုပ်လို့ရပါတယ်အဲ့ဒါကိုကျွန်တော်ကရိုးရိုးရှင်းရှင်းဘယ်လိုလုပ်ကြမလဲဒီဗီဒီယိုမှာဆွေးနွေးသွားပြပါမယ်မင်္ဂလာပါကျွန်တော်အောင်စောမှာတုံညရတင်ကိုပြောင်းနေအသက်25နှစ်ရွယ်လူငယ်တစ်ယောက်ဖြစ်ပါတယ်ကျွန်တော်လုပ်တဲ့ပထမဆုံးတလန်းကတော့ make list လုပ်တာဖြစ်ပါတယ်ကျွန်တော်လုပ်ရမယ့်အလုပ်တွေကိုကျွန်တော် list လုပ်ထားဖြစ်ပါတယ်ကျွန်တော်အဲ့အပြပြပါမယ်ဒီမှာပါဆိုတော့ဒီမှာဆိုရင် focus on one thing တခုတည်းအောင် site ပါဒီ video edit လုပ်ပါ video တင်ပါ video analyze လုပ်ပါစာဖတ်ပါမတူတဲ့နေရာသွားပါတရားထိုင်ပါ flow state ကိုလုပ်ပါဆိုတာကြီးပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဘာလို့လုပ်ဒီ list နဲ့လုပ်တာများတယ်ကျွန်တော်နှစ်စဉ်ဖတ်မဲ့စာအုပ်ကိုလည်းကျွန်တော် list နဲ့သွားတာများတယ်ဘာလို့ဆိုတော့ list ရဲ့ပါမစုစည်းနိုင်တယ်ကျွန်တော်အုံနောက်ကအစင်လိုက်ရေရှည်မလုပ်ပေးနိုင်တဲ့ဟာတွေကိုကျွန်တော်ဒီ list ကရေရှည်လုပ်ပေးလိုက်တဲ့အခါမှာကျွန်တော်မှတ်မိပါတယ်ကျွန်တော်တို့ဘာပြီးရင်ဘာလုပ်အောင်လဲဆိုတာကို list ကလုပ်ပေးရပေါ့နော် list ကကျွန်တော်အမှတ်ရစေတယ်ပေါ့ဆိုတော့ခက်ခဲကာလကိုဘယ်ကာလမဆိုရိုးရိုးရှင်းရှင်းလေးနဲ့ဒီ list ကိုလုပ်ထားပြီးတော့ကျွန်တော်နေ့စဉ် daily goals လေးတွေကိုပြီးအောင်လုပ်ပါပေါ့နော်ကျွန်တော်လည်းအဲ့ရလုပ်ပါတယ်နံပါတ်1ကတော့တရားထိုင်ပါဘာလို့လဲဆိုတော့ကျွန်တော်တရားထိုင်ဖို့အရင်အရေးကြီးရပေါ့နော်မတူရင်ပြဿနာရနေ့စဉ်ပေါ်နေရပေါ့နော်ဒီနေ့အိမ်နဲ့အဆင်ပြေတော့နေ့အိမ်နဲ့အဆင်ပြေခြင်းမှပြေမယ်ဒီနေ့အခုအနီးဆုံးလူတွေနဲ့အဆင်ပြေရင်နောက်နေ့အဆင်ပြေခြင်းမှပြေမယ်အဲ့တော့ကျွန်တော်တို့စိတ်တွေတုံးရတာပေါ့နော်စိတ်တွေတုံးရတော့ညဉ့်ညမ်းတယ်ပေါ့အဲ့တော့စိတ်ကိုတန့်ရှင်းလုပ်ပေးဖို့လိုတယ်မဟုတ်လို့ရှိရင် तू ကကောင်းကောင်းဆက်ပြီးမရမ်းနိုင်ဘူးပေါ့အဲ့တော့တရားထိုင်ခြင်းကကျွန်တော်တို့အကောင်းဆုံးစိတ်ကိုတန့်ရှင်းလုပ်တဲ့နည်းပဲပေါ့ကျွန်တော်တခုခုဒီအာယုံများနေတဲ့အခါမှာကျွန်တော်တရားညင်လေးထိုင်လိုက်တယ်ကျွန်တော်ဘာလို့ရမှန်းမသိဗျာများနေတဲ့အခါမှာတရားထိုင်လိုက်တယ်ကျွန်တော်အာယုံဆိုင်လို့မရတဲ့အခါမှာတရားထိုင်လိုက်တယ်ကျွန်တော်စိတ်ရှုပ်နေတဲ့အခါမှာတရားထိုင်လိုက်တယ်အဓိကတရားထိုင်ကကျွန်တော်အတွက်ကျွန်တော်အရင်ဗီဒီယိုမှာပြပြခဲ့ဘူးတယ်ဖြစ်စေးတစ်ခုပဲဆိုတော့ဒါလူတွေများတဲ့ဖြစ်စေးတစ်ခုပါပဲဆိုတော့ကျွန်တော်ကတော့နံပါတ်1တရားထိုင်စေချင်ပါတယ်နံပါတ်3ကျွန်တော်အမြဲတမ်းပြောနေဝင်စကားပါစာဖတ်ပါခက်ခဲကာလမှာဒီစာဖတ်ခြင်းရလည်းကျွန်တော်အထောက်အကူဖြစ်စေခဲ့တယ်ကျွန်တော်တော်တော်ခက်ခဲခဲ့တဲ့အခြေအနေမှာဆိုလို့ရှိရင်ဒီမပြတ်မကွက်လုပ်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကိုစာဖတ်တာပါဆိုတော့စာဖတ်တာကကျွန်တော်တို့အသိဉာဏ်ပွင့်စေတယ်ဒါပေမဲ့ကိုလက်ရှိကြုံနေတဲ့ပြဿနာနဲ့ကိုက်ညီရဲ့စာအုပ်ကိုရွေးဖတ်ဖို့လိုတယ်မလိုတဲ့စာအုပ်တွေဖတ်မနေဖို့လိုတယ်ကိုပြဿနာကိုအမြန်ဆုံးဖြေရှင်းပေးနိုင်မယ့်စာအုပ်မျိုးဖတ်ဖို့လိုတယ်ကိုလက်ရှိကြုံနေတဲ့ပြဿနာကိုဖြေရှင်းနေတဲ့ပြဿနာကိုသူ့မှာအဖြေရှိတဲ့စာအုပ်မျိုးဖြစ်ဖို့လိုတယ်ဒါတော့အရေးကြီးတယ်ဆိုတော့ခက်ခဲကာလမှာကျွန်တော်စာဖတ်ဖို့လိုတယ်နံပါတ်4ကဒီကာလမှာပေါ့နော်ဒီခက်ခဲတဲ့ကာလမှာအလုပ်ဖြစ်တာပဲပို့လုပ်ပါအလုပ်မဖြစ်တိုင်းမလုပ်ပါနဲ့ကိုပတ်စံရစေအရာကိုကဗီဒီယိုတင်နေ view များတဲ့အရာကိုရောင်းကောင်းတဲ့အရာအလုပ်ဖြစ်တဲ့အရာတွေကိုပို့လုပ်ပါအလုပ်မဖြစ်တဲ့အရာတွေထားခဲ့ပါဒါကအရန်အရေးကြီးတယ်ကျွန်တော်တို့ကအရင်လိုပတ်စံတွေအရန်ပေါ်နေရမဟုတ်ဘူးလူတွေကအရန်ပျော်နေရမဟုတ်ဘူးအရာအလုံးကအဆင်ပြေနေရမဟုတ်ဘူးအရင်ကထက်ကိုပိုဆိုးရတဲ့အခြေအနေမှာကျွန်တော်ကအလုပ်ဖြစ်တာကိုပဲပို့လုပ်ဖို့လိုတယ်အရာအလုံးကစီစနစ်နဲ့သွားနေဖို့လိုတယ်ဒီကိုယ့်အတွက်အကျိုးရှိရာတွေကိုပို့လုပ်ဖို့လိုပါတယ်မလိုရာတွေကိုပြစ်ပဲလိုရာတွေကိုဆက်လုပ်ပါဆိုတော့ဒါကတော့နံပါတ်4ချက်ဖြစ်ပါတယ်ဒီအချက်တွေကကျွန်တော်ဘဝတုံညရတင်ပြောင်းခဲ့တဲ့အခါမှာတကယ်လဲလုပ်ခဲ့တဲ့အချက်တွေဖြစ်တယ်တကယ်လဲမြန်မာနိုင်ငံမှာပိုးဆိုးရတဲ့အခြေအနေမှာကျွန်တော်ဆက်လုပ်နေဦးမယ့်အချက်တွေဖြစ်ပါတယ်ဆိုတော့မင်္ဂလာပါကျွန်တော်အောင်စောဘဝမှာတုံညရတင်ကိုပြောင်းနိုင်တဲ့အသက်25နှစ်ရွယ်လူငယ်တစ်ယောက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်